သမီးလေးရေမင်္ဂလာပါသမီးလေးကိုဒီကနေ့တော့အိန္ဒိယကဗျာစာဆိုကြီးရာဘင်ဒရာနတ်တကူရဲ့ကဗျာလေးတစ်ပုဒ်ကိုဖေဘာသာပြန်ပြောပြခြင်းတယ်သမီးလဲနိုင်ငံခြားကဗျာတွေနဲ့ရင်းနှီးသွားစေခြင်းလို့ပေါ့သူ့ကဗျာလေးတွေကနှုတ်နွယ်ပြီးတော့အတွေ့အသနာတွေအများကြီးပါတဲ့အတွက်အဖေကကြိုက်တာဖေကအင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ဖေကစာအုပ်ထုတ်ထားတာဆိုတော့တစ်ဖက်ကတက္ကသိုလ်ကျောင်းသား10တန်းကျောင်းသူကျောင်းသားတွေနားလည်နိုင်အောင်လို့ဖေကတိုက်ရိုက်ဘာသာပြန်ပေးရတာအခုဖေဖတ်ပြတဲ့ကဗျာလေးမှာထောက်ကောင်းထောက်နေလိမ့်မယ်ဒါပေမဲ့အင်္ဂလိပ်လိုတိုက်ဖတ်လိုက်မယ်ဆိုလို့ရှိရင်တော့သမီးသဘောပေါက်မှာပါဖေရေးခဲ့တဲ့အိမ်မက်ချစ်သူဆိုတဲ့တကူဘာသာပြန်ကဗျာတွေကအပုတ်တပုတ်ပေါ့ဖေဖတ်ပြမယ်နော်မင်းရဲ့အနမ်းနေလေမာပြန်တန်ဖွင့်ရမပြောနိုင်တဲ့အချစ်ရဲ့ပြင်းပြတဲ့ဝေဒနာတစ်ခုလိုနှွေဦးရာသီရဲ့ပန်းကလေးတွေပေါက်ကွဲဖူးပွင့်လာခဲ့တယ်သူတို့ရဲ့ထွက်သက်ဝင်သက်နဲ့အတူကိုယ့်ရဲ့ဟောင်းနှံ့တဲ့နေ့ရက်များဟာတချင်းလေးတွေကိုပြန်အမှတ်ရစာစေတယ်ရုပ်တဲ့မျောလင်းမထားတဲ့ကိုယ်နှလုံးသားဟာလဲအလိုဆန္ဒရွက်နုသစ်တွေဝစ်စင်လို့နေပါလားကိုအချစ်ကတော့အသစ်ပြန်ဖြစ်မလာတော့ပါဘူးလေဒါပေမဲ့မင်းရဲ့ထိတွေ့မှုတွေကတော့ကိုယ့်ရဲ့ကိုယ်လက်အင်္ဂါတွေထဲမှာရှိနေသေးပါပဲကွယ်မင်းရဲ့အကြည့်ဟာကြည်ကွဲကောင်းကင်ကြီးရဲ့အတွင်းကြကြတနေရာမှာရှိနေခဲ့တာပါကွယ်မင်းမျက်လုံးတွေဘယ်မှာလဲဘယ်မှာရှိနေခဲ့တာလဲမင်းရဲ့အနမ်းနေရာလေထဲမှာလှစ်ခနဲပြန်တန်းသွားကြတယ်ဒါပေမဲ့မင်းနှက်ခမ်းနေဘယ်မှာလဲဘယ်မှာရှိနေသလဲကွယ်သမီးတကူးကဗျာတွေကနှုတ်ရွနေတာပဲသမီးဘယ်လိုထင်တယ်လဲမသိဘူးသမီးခံစားရတယ်လို့ပြန်ပြောကြည့်ရင်တော့ဖေသဘောကျမှာပါသမီးလေးကိုချစ်တယ်